ချီးမွမ်းပါတယ်တကယ်တော့ကျမဒီည115မိုင်ပိုင်ယိုနီယာဆိုတဲ့စားတောက်ဆိုင်လေးရှိပါတယ်အဲ့ဒီစားတောက်ဆိုင်မှာကျမ love song ပွဲလေးကျမရှိတယ်ဒါပေမဲ့ဖျားသခင်ကကျမကိုအဲ့နေရာမှာသွားခိုင်းမဲ့နဲ့ဒီနေရာကိုပို့ဆောင်တာဖျားရဲ့အကြံစီပဲဖြစ်တယ်ဟာလေလုယာကျမမန်တကယ်ဆိုတော့ဟုတ်ပါတယ်ဒီလတွေကကျမတို့အဆိုတော်တွေတော်တော်များများကရှိုးပွဲရသည်ဖြစ်တဲ့ခါကျတော့ဖျားသခင်ကြီးစုတော့ပါပဲဖျားကကျမကိုရွေးကောက်ထားတာဖြစ်တဲ့အတွက် love song gospel song ဘက်ကိုကျမကိုမြအောင်ဖျားသခင်ကပေးတယ်ကောင်းချီးပေးတယ်သွားခိုင်းတယ်ဒါပေမဲ့ဒီနေ့ညကိုကျမဆုတောင်းတယ်ဒီပွဲအတွက်ကိုပေါ့နော်ဒီပွဲစီစဉ်တာကကျမရဲ့အရန်အချစ်ဆုံးတငယ်ချင်းချင်းမှာပါတဲ့ blueberry ဖွဲ့တဲ့အပန်ရဲ့အဖေပေါ့နော်သူတို့ပြောတာတော့ကြာပြီကျမလည်းပွဲတွေအရန်များတဲ့ခါကျတော့ကျမသိပြီးတော့မှမမထားမိဘူးတငယ်ချင်းအပန်ကလည်းသူအရန်ဗမာရန်ကုန်မြို့မှာအလန်းအလုပ်ရှုပ်တဲ့ခါကျတော့သူပြောဖို့ကျမကိုနောက်ကြတယ်နောက်ကြတော့ကျမကရှင်းပြောရင်ပွဲတွေလက်ခံထားတဲ့ခါကျတော့တငယ်ချင်းအစမပြေဘူးထင်တယ်နော်ဒါပေမဲ့ကျမဖျားလက်ထဲအပ်ထားတယ်ဒီပွဲကိုပေါ့နော်ဖျားသခင်အလိုတော်ရှိရင်ကျမကိုသွားခိုင်းပါအလိုတော်မရှိဘူးဆိုလည်းဖျားသခင်အလိုတော်ပဲဆိုပြီးကျမဆုတောင်းထားတယ်ဖခင်အလိုတော်ရှိရဲ့အတွက်ကိုဖခင်ကဒီညပို့ဆောင်ခြင်းဖြစ်တယ်ဟာလေလုယာအာမင်ဖခင်သိကောင်းမြတ်တယ်ဆိုတော့ကျမနောက်နေ့မှာလည်းကျမသက်သေခံဖို့ရှိတယ်ကျမရဲ့ဘဝအသက်တာမှာဘယ်လိုမျိုးကျမပြောင်းလဲလာခဲ့လဲဒီနေ့ခေါင်းဆိုင်ရာမူရည်ဆေးနဲ့ပတ်သက်တဲ့အရာဖြစ်တဲ့ခါကျတော့ကျမတို့တွေလည်းအရင်တုန်းကဘဝအသက်တာမှာဘယ်လိုဆိုးခဲ့တယ်ဘယ်လိုမိုက်ခဲ့တယ်ဒီမူရည်ဆေးခြေချွန်ဘဝနဲ့ကျမတို့ဘယ်လိုလွတ်မြောက်ခဲ့လဲဆိုတဲ့အရာကိုကျမမျက်မှန်ညာလို့ရှိရင်သက်သေခံပါမယ်ဒါပေမဲ့ဒီနေ့မှာတော့ကျမသက်သေခံခြင်းတဲ့အရာကအခုကုတ်ခိုင်းဆိုတဲ့အခါကျတော့ခုနဆရာလာကြားလည်းပြောတယ်ကျမတို့ဆရာလာကြားလည်းပြောတယ်ဟာဒါမျိုးတွေဖြစ်နေတယ်လက်ငယ်ကြီးရမငိမ်မသက်ဘူးဒါပေမဲ့ဘုရားသခင်ကျမတို့ကိုအခုချိန်မှာသူ့အတောင်အောက်မှာငိမ်ဝတ်စွာကျမတို့ကိုထားပြီးကျမတို့နေရတဲ့တတ်တာပေးတယ်ဟာလေလုယာဒါဘုရားရဲ့ခင်ရဲ့ယေရှုတော်ကြောင့်ဖြစ်တယ်ကျမပြီးခဲ့တဲ့အပတ်တုန်းကကျမကဒီမူဆယ်လာရှိုးအမြဲတမ်းကျမသွားရတယ်ဒီကုတ်ခိုင်အမြဲကျမဖြတ်ရတယ်ဘာကြောင့်ဆိုကျမရှိုးပွဲရှိတဲ့ခါကျတော့ရှိုးပွဲသွားဆိုတဲ့ခါကျတော့ကျမပြီးခဲ့တဲ့ဒီလပဲ9ရက်နေ့မှာကျမတငယ်ချင်းတွင်ကဲနဲ့ကျမနဲ့ကျမတငယ်ချင်းတယောက်နဲ့ပေါ့နော်ကျမတို့9ရက်နေ့မှန်တကယ်တော့ကျမတို့လာရှိုးမှာ10 17 13 4ရက်တိုင်အောင်လာရှိုးမှာ gospel show ရှိတယ်ဒါပေမဲ့ဘုရားသခင်ကကျမကိုတစ်ချက်ခုတ်နှစ်ချက်ပြတ်တိတ်လုပ်တဲ့ဘုရားဖြစ်တယ်ဟာလေလုယာကျမအလုပ်လုပ်ရင်တစ်ချက်ခုတ်နှစ်ချက်ပြတ်သုံးချက်ပြတ်လေးချက်ပြတ်အရင်အလုပ်လုပ်တဲ့လူဖြစ်တယ်ဒါပေမဲ့ဘုရားသခင်ကအဲ့တော့ကျမဒီလ9ရက်နေ့မှာကျမတငယ်ချင်းတွေအုပ်စုလိုက်ကျမတို့တငယ်ချင်းတွေအုပ်စုလိုက်9ရက်နေ့ကိုကျမတို့လာရှိုးကြိုသွားရအောင်တငယ်ချင်းကျမ gospel ပွဲကို2ရက်ပါမယ်2ရက်ပါဝင်မယ်ကျမတငယ်ချင်းတွေ့ကြ3ရက်ပါဝင်တယ်ဆိုတော့ငါတို့9ရက်နေ့ကိုတော့ကြိုစောသွားရအောင်ဆိုပြီးတော့ကျမတို့တွေကြိုစောသွားတယ်ကြိုစောသွားတဲ့အချိန်မှာကျမဟိုတယ်ရောက်တယ်ဟိုတယ်ခန်းလေးပဲဖွင့်ရသေးရှိသေးတယ်ဖြစ်ချင်တော့ကျမတို့ဒီတခြားဒီဘယ်လိုခေါ်မလဲ left song အဖွဲ့ပေါ့နော်တီးတဲ့ band အဖွဲ့ကရောက်နေတယ်ကျမအနေငယ်တက်သိခံမယ်နော်အချိန်လေးရလားမသိဘူးရှင်ဆိုတော့ကျမအဲ့တခြားအဖွဲ့ကရောက်နေတယ်ကျမဘာပြောချင်လဲဆိုတော့တခြားဖွဲ့ရောက်နေတော့သူတို့ကလည်းမသိဘူးကျမတို့အခုဒီလာတဲ့ gospel ပွဲကိုလာတီးရထင်တာပေါ့နော်မဟုတ်ဘူးသူတို့ကကျတော့ left song ပွဲကိုလာတီးနေတာဖြစ်တယ်ကျမကြိုရောက်တယ်9ရက်နေ့ပွဲမပြန်တပတ်ခါမှာကျမ show ပွဲဆိုရမှာဆိုတော့လာ show မှာ2ရက်ပြီးကျမမူဆယ်တက်ပြီးတော့ left song ပွဲသွားဆိုရမယ်ဆိုတော့ကျမတစ်ချက်ခုတ်နှစ်ချက်ပြတ်သုံးချက်ပြတ်အရင်အလုပ်လုပ်တယ်လို့ဆိုတော့အဲ့နဲ့ကျမ9ရက်နေ့ရောက်တော့သူတို့တွေအကုန်လုံးကငါတို့လည်းပွဲလာတာငါတို့ left song ပွဲလာတာနင်က gospel ပွဲလာတာဒါပေမဲ့နင်ဘာပဲပြောဒီ left song ပွဲလဲတခါတည်းတစ်ချက်ခုတ်နှစ်ချက်ပြတ်ဆိုသွားလိုက်ပါလားဆိုတော့ဟာရတာပေါ့ကိစ္စမရှိဘူးဒါပေမဲ့နင်ဒါ social essence နေမင်းအဆင်ပြေမလားအဆင်ပြေတဲ့ကိစ္စမရှိဘူးအရင်တော့အသက်တာနဲ့ဆိုတော့ကျမဆိုဖြစ်မှာမဟုတ်ဘူးဒါပေမဲ့ဘုရားသခင်ကကျမဆုတောင်းတယ်ဘုရားသခင်ကဒါနင့်ကိုပေးတဲ့ပွဲဖြစ်တယ်ကိုယ့်ရဲ့နေကြိုမင်းကိုငါကြိုလာခိုင်းတယ်ဆိုတော့ဒါမင်းကိုပေးခြင်းလို့တမင်တက်ကြိုလာခိုင်းတဲ့ပွဲဖြစ်တယ်ဆိုပြီးကျမကိုဘုရားသခင်ကပွဲပေးတယ်ဟာလေလုယာဖခင်ရဲ့နောက်ကိုလိုက်ရင်သူ့ရဲ့ကောင်းကြီးကဘယ်လိုလိုက်လာလဲဖခင်ကိုအရင်ရှာမယ်ဆိုရင်ကောင်းကြီးကကျမတို့နောက်ကိုလိုက်လာမှာဖြစ်တယ်ဟာလေလုယာအဲ့ရောက်ကျမသက်သေခံခြင်းနဲ့ပြီးတော့ကျမတို့မထင်မှတ်ပဲနဲ့10မှာကျမဂုံတော်ချီးမွမ်းနဲ့သက်သေခံနဲ့ယေရှုတော်ကြောင့်အနာရောဂါကင်းကင်းပွဲဖြစ်တဲ့အခါကျတော့လူမြောက်များစွာပြောင်းလဲတယ်လွတ်မြောက်ခြင်းရတယ်အနာရောဂါကင်းကင်းကြတယ်အဲ့ဒီညမှာပဲကျမကအတန်နဲ့ပတ်သက်ပြီးတော့ခံစားရတဲ့အရာကျမ2014ခုနှစ်မှာကျမကဒီဘဝအသက်တာမှာပြောင်းလဲတယ်ပြောင်းလဲပြီးကျမအတန်ယောဂနဲ့ပတ်သက်ပြီးကျမအရန်ကြီးခံစားရတဲ့အရာရှိတယ်အဲ့ဒီညမှာဆရာကြီးကျမကိုဆူတောင်းပေးခြင်းအပြင်နဲ့ကျမဒီထဲကနဲ့ကြီးမားသောအရာတစ်ခုကထွက်သွားတာကိုခံစားရတယ်17မှာပြီးတော့ဟာလေလုယာလက်ခုပ်တီဖျားကိုချီးမွမ်းရအောင်ကြီးမားသောအရာကျမအတန်ဆိုးကြီးနဲ့အတန်ဆိုးကြီးအရန်ကိုအတန်ကြောက်စရာကောင်းတဲ့အတန်ဆိုးကြီးနဲ့ဒီလေပင်ကထွက်သွားတဲ့အရာကိုကျမခံစားရတယ်17မှာပြီးတော့12ရက်နေ့မှာကျမကရွှေလီမူဆယ်မှာရွှေလီဘက်မှာကျမတချင်းသွားဆိုရမှာ12ရက်နေ့မှာစစ်ပွဲဖြစ်တာက12ရက်နေ့ပြန်ဖြစ်တာနော်12ရက်နေ့မနက်9:00နာရီမှာဖြစ်တာဆိုတော့ကျမအဲ့12ရက်နေ့မှာကျမတငယ်ချင်းနဲ့ကျမနဲ့စဉ်းစားတယ်
တငယ်ချင်း10-17ပွဲတော့ပြီးပြီငါတို့12ရက်နေ့မနက်9နာရီမှထွက်မယ်ဆိုရင်ရွှေလီကိုမူဆယ်ရွှေလီကိုငါတို့နေ့လည်ခင်း7နာရီမှရောက်မယ်ဆိုတော့ငါတို့လဲမဲ့အချိန်မရှိဘူးမင်းကလေးတွေဆိုနည်းနည်း shopping ကထွက်ချင်သေးတယ်လေလဲမဲ့ချိန်လည်းမရှိဘူးဆိုတော့တငယ်ချင်းငါတို့ကြိုပြီးတော့မှဆော့ဆော့ထွက်ရအောင်လားဆိုပြီးတော့ကျမတငယ်ချင်းနဲ့ကျမနဲ့ဆူတောင်းပြီးတော့မနက်3နာရီထွက်တယ်မနက်3နာရီကျမတို့မူဆယ်ရွှေလီကိုထွက်တယ်အဲ့တော့ကျမတို့ထုံးစံတိုင်းဘုရားသခင်ကတိတ်ကောင်းမြတ်တယ်အဲ့မှာ gate ဘယ်နှ gate လဲမသိရှိတယ်ဟုတ်မူဆယ်ပါဆိုတော့အဲ့ gate တွေထဲမှာကျမတို့စင်ဖြူလားစင်ဝင်ပေါက်လားစင်ဖြူပေါက်လားတခါစင်ဖြူပေါက်ကိုတခါလဲကျမတို့သွားတယ်နော်တခါလဲကျမတို့တန်းသွားတယ်တန်းသွားပြီးကျမတို့စင်ဖြူပေါက် gate မှာကျမတို့ဟိုတန်းစီပြီးကျမတို့ထိုင်စောင့်နေပေါ့နော်အမှန်တကယ်တော့အလှည့်ကျော်ဝါချင်တာဒါပေမဲ့အော်ငါတို့အလှည့်ကျော်ဝါရဲ့သူများပုံမှာတရားရကြပါတယ်လေလို့တကယ်ချင်းငါတို့တွေတန်းစီရအောင်ဆိုကျမတို့တန်းစီတယ်ဖျားသခင်ကလည်းကျေးဇူးတော်ပဲကျမတို့တန်းစီရင်ကျမတကယ်ချင်းနဲ့ကျမနဲ့စကားပြောရင်တန်းစီရင်နဲ့သွားတဲ့အချိန်မှာစေးုံကားတွေဆိုတာအဲ့ဒီမူဆယ်ကနေရွှေလီကိုဝင်ကြတယ်မသိဘူးမနေ့9နာရီမှာစစ်ဖြစ်တယ်ဆိုတော့လည်းကျမတို့မသိဘူးဘာမှလည်းမသိဘူးကျမတို့ကိုရွှေလီဘက်ကပွဲခေါ်တဲ့လူတွေကကျမတို့ကိုမင်္ဂလာဆောင်ညကျမတို့အဲ့မင်္ဂလာဆောင်သွားဆိုတာအဲ့ဘက်ကလူတွေကျမတို့ကိုဖုန်းဆက်နေပြီဟာမလာသေးဘူးလားလာနေပြီငါတို့စင်ပြူပေါက်မှာဝင်နေတယ်တန်းစီပြီးတော့တန်းစီမဝင်နဲ့လေဘာဖြစ်လဲကြော်ဝင်ခဲ့ပေါ့ကြော်ဝင်လို့မရဘူးငါတို့တန်းစီစနစ်ပဲသွားမယ်လို့ငါတို့ဗမာပြည်မှာလည်းအခုကတန်းစီစနစ်ပဲလို့အဲ့ဒါတန်းစီတယ်ကျမတို့တွေတန်းစီပြီးကျမတို့သွားတဲ့အချိန်မှာအဲ့မှာစေးုံကားတွေတစ်ခုပြီးတစ်ခုဝင်နေမသိဘူးအဲ့နောက်ကျတဲ့အခါကျတော့ကျမတို့ဟိုဘက်ကန်းလဲရောက်တဲ့ခါကျတော့မှအဲ့ကျမတို့ကိုပွဲခေါ်တဲ့လူတွေအကုန်လုံးကတက်ပြင်းချနိုင်တယ်ဟူးဆိုပြီးတော့ဘာဖြစ်တာလဲဘာဖြစ်ကြလဲလို့နင်တို့မသိဘူးနော်မသိဘူးလေမသိလို့မေးတာပေါ့ဘာဖြစ်လို့လဲဆိုတော့မနက်9နာရီပါစစ်ဖြစ်တယ်။အော်ဒါကြောင့်ဒီလိုစေးုံကားတွေဒီလိုမျိုးမြင်နေရတာလားဟုတ်တယ်တဲ့အခုမနက်ကစစ်ဖြစ်ကြတယ်စစ်ဖြစ်တဲ့မှာခါမှာမူဆယ်စေးုံမှာလဲလူနာတွေမနိုင်တော့ဘူးအဲ့တော့တချို့တရုတ်တွေနဲ့တချို့လူတွေကိုရွှေလီဘက်ကစေးုံကိုပို့တယ်စေးုံကိုပို့တာဖြစ်တဲ့အတွက်နင်တို့တွေကျေးဇူးတော်ကြောင့်ဘာပဲပြောအခုချိန်မှာဝင်နိုင်တာအဲ့ဒါကျမတို့ရောက်တဲ့အချိန်မှာမနက်3နာရီမှာထွက်လာတာဖြစ်တဲ့အတွက်မနက်9နာရီမှာကျမတို့မူဆယ်ကိုရောက်တယ်ဟိုဘက်ကန်းကိုကျမတို့9နာရီခွဲ10နာရီရွှေလီဘက်ကိုကျမတို့ကူးနိုင်ပြီအဲ့နေ့ညမှာဆိုနိုင်တယ်နောက်နေ့မနက်မှာဖျားသခင်ကျေးဇူးတော်ကြောင့်ကျမတို့အေးစစ်စစ်လေးနဲ့လာရှိုးကနေမှရန်ကုန်ကိုပြန်ရောက်တယ်ဆိုတော့ကျမပြောချင်တာအဲ့ဒီနေ့မှာဖြစ်ချင်တော့ကျမတို့9နာရီခွဲ10နာရီမှာကျမတို့ရောက်တော့ဖျားသခင်ကျေးဇူးတော်ကျမတို့ဝင်ပြီးရနဲ့အဲ့ gate တွေအားလုံးကမူဆယ်ကနေရွှေလီကိုဝင်တဲ့ gate တွေအားလုံးကပိတ်သွားတာဖြစ်တယ်ဆိုတော့ကျမပြောချင်တဲ့တိပဲနေ့ရက်အစဉ်တိုင်းမှာကျမတို့ကမမြင်နိုင်ဘူးဘာအန်တီရရှိမလဲဆိုတော့ကျမတို့မသိနိုင်ဘူးဒါပေမဲ့နေ့ရက်အစဉ်တိုင်းမျက်လုံးနှလုံးဖွင့်တာနဲ့ကျမတို့ကအဓိကဖယားကိုအနံတက်ဖို့ရည်ကြီးတယ်ကျမတို့ဘဝတတမှာဟာလေလုယာနေ့ရက်စဉ်တိုင်းကျမတို့ဘဝတတမှာဖယားကိုနံပါတ်1ထားပြီးမျက်လုံးနှလုံးဖွင့်တာနဲ့ကော်ဖီရှာမဲ့စားမျက်လုံးနှလုံးဖွင့်တာနဲ့ကျမတို့အင်တာနက်ကိုဖွင့်မဲ့စားမျက်လုံးနှလုံးဖွင့်တာနဲ့ကျမတို့ဘာစားရမလဲဆိုတော့ကျမတို့လုံးမဲ့အစားနေ့ရက်စဉ်တိုင်းအသက်တာကိုကျမတို့အံ့နိုင်ရမှာဖယားကိုယုံဆိုအံ့နိုင်မှာဖြစ်တယ်ဟာလေလုယာလက်ခုပ်တီးဖြတ်ကိုချီးမွမ်းရအောင်ပြီးတော့ကျမတို့နေ့ရက်စဉ်တိုင်းမှာကျမတို့ဘလို့ပဲဖြစ်နေကျမတို့ရဲ့ဘဝအသက်တာကိုကွယ်ကာပေးနေတာတန်ရှင်းသောဝိညာဉ်တော်ဖျားဖြစ်တယ်ဟာလေလုယာကျမတို့မမြင်နိုင်တဲ့လမ်းတွေကိုမမြင်အခုဆိုကျမတို့ရှင်းပြောဒီစစ်ဘေးဒုက္ခတွေဒီလိုမျိုးဖြစ်နေတဲ့အရာတွေကျမတို့မသိနိုင်ဘူးဒါပေမဲ့ဖယားသခင်ကလုံးဝအချိန်ပြီးပွဲကိုပြင်ဆင်ပြီးရောက်တော့အခွင့်ပေးုံတမကောက်ကျမကိုကွယ်ကားတဲ့ဖျားဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒီသချင်းနဲ့ကျမတို့တက်သေးချင်းဟန်ချင်ပါတယ်လို့ကောင်းမြတ်တဲ့သခင်လို့အမိရပါတယ်ကျမတို့နေ့ရက်စဉ်တိုင်းလန်ခီတိုင်းမှာနေ့ရက်စဉ်တိုင်းအနန္တဖို့ရေးကြည့်တယ်ဆိုတဲ့အကြောင်းလေးကိုဂုဏ်တော်ချီးမွမ်းရင်းနဲ့တက်သေးခံချင်ပါတယ်